အားလုံးပဲမင်္ဂလာပါဒါကတော့ကျွန်တော်ရဲ့ productivity အတွက်သုံးတဲ့ agent ပေါ့ဗျာ open grow တွေပေါ့ဗျာဒါပေမဲ့သူက analytics နဲ့လောက်တာ open grow ဒီမှာကျွန်တော်သူ့အလုပ်သုံးခုခိုင်းထားတယ်ပထမတစ်ခုကသူ event တစ်ခုလုပ်ခိုင်းတယ် calendar တွေမှာပြီးရင်ကျွန်တော်ရဲ့ manager ရဲ့ email ကိုပို့ခိုင်းထားတယ်သူဒီ calendar ဒီအချိန်မှာဒီ event ရှိတယ်ဆိုပြီးတော့သူကျွန်တော်ရဲ့ manager ပို့ခိုင်းထားတယ်ဗျဒါသူကျွန်တော်ခဏလေးပဲဗျာသူပြီးသွားပြီလားဒါကျွန်တော်ရဲ့ calendar ထဲမှာ12နာရီသူ12နာရီရတဲ့တိုင်းလောက်ခိုင်းတာလေ lunch ရှိပြပြီးရင်ကျွန်တော် Gmail ပို့ခိုင်းတာကျွန်တော်ရဲ့ manager ကြီး Gmail ဒါကျွန်တော်ရဲ့ဆန်းလာတဲ့ Gmail နောက်တစ်ခုပဲဗျသူပို့ပြီးတာပဲဒါချိန်နေပြီးရင်သူ link တွေပါတစ်ခါပို့လာပြီဗျချိန်တွေရောဟိုဒါနေ့ရောပြီးရင်အဲ့ Google Sheet နေရာမှာဘယ်လိုလိုအဲ့ Notion တို့ဘာလို့ထည့်လို့ရရဗျအဓိကဟို content data ပေါ့ data တခုထည့်လို့ရအဲ့ဒါကျွန်တော်ရဲ့ Google Sheet နဲ့ဆန်းတာဒါ Gmail တွေပါအဲ့ဒီထည့်လာတယ်သူကအဲ့ဒီမှာတစ်ချက်တည်းပြီး Gmail ပြန်ပို့ပြီ